ဒီဇလန်လေးထဲမှာတော့လူငယ်စစ်သားလေးတယောက်ဟာမီတာ1000လောက်အကွာဝေးမှာရှိနေတဲ့ရန်သူတပ်မှုကိုစနိုက်ပါနဲ့လမ်းပစ်ဖို့စ조사နေပါတယ်ဒါပေမဲ့သူ့ဘေးကသူငယ်ချင်းဖြစ်သူကချက်ချင်းပဲတားလိုက်ပြီးဒီတင်နဲ့ရဲ့အကွာဝေးဟာမီတာ400လောက်ပဲရောက်နိုင်တာမို့ကြည်စံကိုအလားမဖြုံးဖို့တတိပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝါရင်စစ်သားကြီးတယောက်ကအနားကိုရောက်လာပြီးပါနက်တဲ့နေလန်းတစ်ခုကိုတုံးဖို့ပြင်ဆင်ပါတော့တယ်သူဟာတင်နဲ့ထဲကကြည်စံကိုအပြင်ထုတ်လိုက်ပြီးဓာတ်တစ်ချောင်းနဲ့ကြည်စံရဲ့ထဲပိုင်းကိုဖြူပတ်ပုံစံဖြစ်အောင်အသေးချာပုတ်တိုက်ပြီးပုံဖော်လိုက်ပါတယ်ပြီးနောက်မှာတော့အဲ့ဒီကြည်စံကိုတင်နဲ့ထဲပြန်ထည့်ပြီးမှန်ပြောင်းတဲ့ရန်သူဗိုလ်ချုပ်ရှိတဲ့နေရာကိုအသေးချာအကဲခတ်နေခဲ့ပါတယ်သူဟာတင်နဲ့ရဲ့အာယုံခံမှန်ပြောင်းကိုချိန်ညှိနေတော့မှဘေးကစစ်သားတွေကတော့ဒါဟာလုံးဝမဖြစ်နိုင်တဲ့အရာလို့ထင်နေကြပြီးသူ့ကိုအယူတယောက်လိုတောင်ကြည့်နေကြတာပါတစ်ဖက်မှာရှိနေတဲ့ရန်သူတပ်မှုကတော့သူဟာလုံးဝလုံခြုံတဲ့အကွာဝေးမှာရောက်နေရလို့ထင်မှတ်ထားပြီးတစ်ဖက်တစ်ဖွဲ့တွေကိုလက်နက်ချဖို့အော်ဟစ်လောင်ပြောင်နေခဲ့ပါတယ်ဝိုင်းရင်စစ်သားကြီးကတော့ဘေးပတ်ဝန်းကျင်ကအနောက်ရှက်တွေကိုဂယူးမဆိုင်ပဲရန်သူစီကိုပဲအာယုံပြည့်ဆိုင်ပြီးချိန်ရနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာတင်းနဲ့မောင်းတန်ကိုအေးအေးဆေးဆေးပဲဆွဲရလိုက်ပါတော့တယ်တင်းနဲ့ပစ်ပြီးတာနဲ့သူဟာတင်းနဲ့ကိုပစ်ချလိုက်ပြီးမှန်ပြောင်းကိုကောက်ကင်ကရန်သူဘက်ကိုလမ်းကြည့်လိုက်ပါတယ်ရန်သူတပ်မှုဟာလက်နက်ချဖို့အော်ဟစ်နေတော့မှတင်ကြည်စံဟာသူ့ရဲ့ဦးကောင်းတဲ့ကိုဖောက်ထွက်သွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့ရန်သူစစ်သားတွေဟာကြောက်လန့်တကြားနဲ့ဘုံခိုချင်းတွေရဲ့ကိုငုံရှိုးသွားကြသလိုဝိုင်းရင်စစ်သားကြီးရဲ့သူငယ်ချင်းတွေဟာလည်းသူ့ရဲ့လက်ဖြောင့်စွမ်းရည်ကိုအန်တာကြီးနဲ့အတိမတ်ပြုသွားကြပါထော့တယ်